အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြမှာလက္ခဏာပိုင်းလေးတင်ဆက်ပေးပါမယ်လက္ခဏာပေါ်မှာရှိတဲ့ချက်ချစ်ကအကြောင်းလေးကိုပြပြပါမယ်လူတွေကချက်ချစ်ကရှိချက်ချစ်ကရှိကောင်းတယ်ရမ်းဝမ်းသာနေကြတယ်ဒါပေမဲ့အဲ့ချက်ချစ်ကရှိတဲ့အဆိုးကျိုးတွေပါတယ်ဆိုတော့ဒီနေ့ပြပြပါမယ်နင်းတွေဂျုခုတနင်္ဂနွေဂျုခုမှာချက်ချစ်ကရှိလို့ရှိရင်စိတ်ကူးရင်နဲ့ပျက်စီးတတ်ပြီးမိမိကိုယ်ကိုမိမိပျက်စီးတတ်တယ်။တင်းနာချုပ်ခုမှာချက်ချစ်ကြရရှိရရှိရင်ရင်းနစ်ပြီးတော့တည်ဆုံးရတတ်တယ်။အင်္ဂါချုပ်ခုအဖို့မှာချက်ချစ်ကြရရှိလို့ရှိရင်ထိခိုက်ဒဏ်ရာရပြီးတည်ဆုံးတတ်တယ်။အင်္ဂါချုပ်ခုအမအင်္ဂါချုပ်ခုမှာချက်ချစ်ကြရရှိလို့ရှိရင်စံကျင်ဘက်ယူဝါဒဖြစ်ဒုက္ခရောက်တတ်တယ်။ဘောရဘူးချုပ်ခုမှာချက်ချစ်ကြရရှိလို့ရှိရင်ဂရိတစ္ဆာမဲ့တတ်တယ်။ကြရာပရိချုပ်ခုမှာချက်ချစ်ကြရှိလို့ရှိရင်မိမိရဲ့ချစ်တူတာမဟုတ်မိမိရဲ့အမျိုးသမီးဘက်ကကိုယ်ကြီးထောက်ပံ့မှုရတတ်တယ်။တောက်ကြချုပ်ခုမှာချက်ချစ်ကြရှိလို့ရှိရင်အခြေအကြောင်းဒုက္ခရောက်တဲ့ဒီဦးကောင်းမှာထိခိုက်တဲ့ရတတ်တယ်စနေကျုပ်ကောမှာချက်ချစ်ကြရှိလို့ရှိရင်မင်းပြမင်းတန်ထိခိုက်တဲ့ရတတ်တယ်မင်းပြမင်းတန်နဲ့တက်တဲ့ထိခိုက်တဲ့ရတတ်တယ်ဟာဒရာဒီကနှလုံးလမ်းကြောင်းမှာချက်ချစ်ကြရှိရလို့ရှိရင်ချစ်သူနှုတ်ဆွေးနွေးစာချစ်ခင်ပြီးမှနှလုံးသိဆုံးရတတ်တယ်ကာမလေကဆိုတဲ့မြန်လမ်းကြောင်းမှာချက်ချစ်ကြရှိလို့ရှိရင်ထူးဆန်းစွာဖြင့်တည်ဆုံးရတတ်တယ်